မင်ဒီနေ့ဆိုင်တိုင်းမှာလိုက်ဝယ်စားနေရတဲ့ငါးမျိုးမဆလာငုံဦးလုပ်ပြမှာပဲဖြစ်ပါတယ်ရှင်အခုဆိုင်မှာဆိုလို့ရှိရင်စိတ်ကြီးကြီးပေးဝယ်ရလို့မင်ကအိမ်မှာအားရပါရစားရအောင်လို့လုံနီလေးကိုဗီဒီယိုတင်လိုက်ပါတယ်ရှင်ဈေးကနေပြီးတော့တစ်လုံး100ပေးရတဲ့ငုံဦးကိုအလုံး100ဝယ်ခဲ့လိုက်ပါတယ်ငုံဦးကိုရေးဆေးပြီးပြီဆိုလို့ရှိရင်တော့ပြုတ်လိုက်လို့ရပါပြီရှင်ငုံဦးအခွန်ခွာတဲ့ချိန်မှာလွယ်အောင်လို့ရေးအေးလေးနဲ့တခါစိတ်ပေးရပါမယ်ရှင်ငုံဦးအခွန်ခွာတဲ့ချိန်မှာတော့စိတ်ရှိရှိလေးနဲ့ခွာပေးရပါမယ်ပါဝင်တဲ့ဇာပလာတွေကတော့တကြားတစွန်းငရုတ်ပွား3တောင်းဂျင်းအနေငယ်ကြက်တွန်ဖြူအနေငယ်ပဲငံပြရဲ့ကြီး9စွန်းပဲငံပြရဲ့အနောက်3စွန်းကရဝီရွက်3ရွက်ငရုတ်ကောင်းဆေး1စွန်းနန္ဒပွင့်3ပွင့်တစ်ချက်ဘိုးခောက်အနေငယ်စမုံစပါးစွန်းဝက်စား1စွန်းဟင်းချုံမော့အနေငယ်ထည့်ပြီးရေကိုငုံဝအကုန်လုံးဖုံးသွားတဲ့အထိထည့်ပေးရပါမယ်ရှင်ဓမ္မအောင်ဝေပြီးသွားရင်မမင်ကတော့ထမင်းပေါင်းဦးနဲ့ပဲ30မိနစ်ပေါင်းလိုက်ပါတယ်ရှင်ပေါင်မီတာငုံဦးကိုချက်ချင်းမစားဘဲနဲ့အရတာပူရှိအောင်လို့2နာရီအနည်းဆုံးနှက်ထားပေးရပါမယ်ရှင်ဒီလိုလွယ်ကူကူနဲ့ပဲကလေးရောလူကြီးရောကြိုက်တဲ့ငါးမျိုးမဆလာငုံဦးကိုဓာတုပစ္စည်းမပါဝင်ဘဲနဲ့ရရှိသွားပါပြီရှင်အရတာကလည်းချက်ဝက်နှစ်ထဲထိကိုစိတ်ဝင်သွားပြီးရောဆိုင်ကဝယ်ရနဲ့မတူဘဲနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်အိမ်မှာကိုယ်တိုင်လုပ်တာဆိုတော့အချို့အငယ်ကလည်းမိမိကြိုက်နေတဲ့အတိုင်းချိန်စားလို့ရပါတယ်ရှင်ဗီဒီယိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်